တစ်ချိန်လုံးကဘာမြူတာတီးကန်ဆိုတဲ့နာမည်ကိုလူအများစုကကြောက်စရာလှုပ်ဝက်ဆန်းကျဲရာနေရာတစ်ခုအဖြစ်သိထားကြပါတယ်ဒီဒေတာကိုဖျက်ဆီးသွားတဲ့လေယာဉ်တွေတင်မောတွေလူဖွဲ့လိုက်ပျောက်ဆုံးသွားတတ်တယ်ဆိုတဲ့ဇလန်းတွေကြောင့်ဒီနေရာမှာတကယ်ပါဖြစ်နေတာလဲဆိုတဲ့မေးခွန်းကနှစ်ပေါင်းများစွာလူသားတွေကိုစိတ်ဝင်စားစေခဲ့ပါတယ်အချို့ကမက်ကနက်တစ်ဆက်ကွင်းလို့ပြောကြတယ်အချို့ကပြင်းထန်တဲ့မုန်တိုင်းတွေလို့ဆိုကြတယ်တချို့ကတော့တဘာဝလွန်ရာတွေတောင်ထည့်သွင်းပြောဆိုကြပါတယ်ဒါပေမဲ့ဘာမှတိတိကျကျအဖြေမပေးနိုင်ခဲ့ပါဘူးဒီလိုအချိန်မှာ2000ခုနှစ်ဝန်းကျင်မှာကျူးဘားနိုင်ငံဟာစီးပွားရေးဖိအားများကြောင့်သူတို့ပတ်ဝန်းကျင်ပင်လယ်အောက်မှာရှိနိုင်တဲ့ရှေးဟောင်းတင်မောပြက်တွေကတမိုးကြီးပစ္စည်းတွေကိုရှာဖွေဖို့ကနေဒါအခြေစိုက်စူးစမ်းရှာဖွေရေးကုမ္ပဏီတစ်ခုနဲ့သဘောတူညီချက်လုပ်ခဲ့ပါတယ်။ရည်ရွယ်ချက်ကရိုးရိုးရှင်းရှင်းပါပဲ။စပိန်ကိုလိုနီခေတ်ကနစ်မြုပ်သွားတဲ့တင်မောတွေကိုရှာမယ်ရွှေငွေဖိုးတန်ပစ္စည်းတွေရှိရင်ပြန်ယူမယ်ပြီးရင်အကျိုးမြတ်ခွဲဝေမယ်ဆိုတာပါ။သူတို့အတွက်ဒါဟာသမိုင်းသူတေသနမဟုတ်ပဲစီးပွားရေးပဲဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်မှာသူတို့အသုံးပြုခဲ့တာက Search Sensor လို့ခေါ်တဲ့ခင်မီပင်လယ်ကျန်းပြင်မြေပုံဖော်ဆက်ပါဒီဆက်ကအတန်လိုင်းတွေကိုပင်လယ်အောက်ပို့ပြီးပြန်လည်လာတဲ့အချိန်နဲ့ပုံစံအပေါ်မူတည်ကအောက်မှာဘာရှိလဲဆိုတာဖော်ပြပေးပါတယ်ပထမပိုင်းရဲ့တစ်ပတ်များစွာအတွင်းတွေ့ရတာကပုံမှန်ပဲရွှွန်တဲကြောက်စရစ်တွေပြန်ကျဲနေတဲ့တဘာဝပင်လယ်ကျန်းပြင်မှာဘာမှမထူးခြားပါဘူးဒါပေမဲ့တနေ့မှာတော့ screen ပေါ်ကပုံရိပ်တွေပြောင်းလဲသွားပါတယ်ရှုပ်ထွေးနေတဲ့ပုံစံတွေကြားကနေတန်းတန်းဖြောင်းလိုင်းတွေစပေါ်လာတဲ့တချို့ကထောက်မှန်စတူကန်ပုံစံတချို့ကလန်ဒန်လိုမျိုးတချို့ကစီထားတဲ့အဆောက်အဦအုပ်တုံးလိုမျိုးထင်ရပါတယ်အရေးကြီးတာကဒီပုံစံတွေဟာပြန်လုပ်တိုင်းတင်မောဥတီချက်ပြောင်းတိုင်းအမြန်လုံးပြောင်းတိုင်းမပြောင်းလဲပဲတူညီစွာပြန်ပေါ်နေခဲ့တာပါဒါကြောင့်ဆက်ချွရင်းချက်မဟုတ်နိုင်တော့ပါဘူးဆိုနာမှာ shadow တွေပါတွေ့ရတာကြောင့်ဒီအရာတွေဟာပင်လယ်ကျန်းပြင်ပေါ်ကပြပြရက်နေတဲ့အရာမဟုတ်ပဲအမြင့်ရှိတဲ့ solid structure တွေဖြစ်ကြောင်းသိလာရပါတယ်အဖွဲ့သားတွေအံ့အားသင့်သွားပါတယ်အကြောင်းကတဘာဝပင်လယ်အောက်ကျောက်ဖွဲ့စည်းမှုတွေဟာများသောအားဖြင့်မညီမညာကြမ်းတမ်းပြီးဝရန်တောင်းဖြစ်တတ်ပေမဲ့ဒီမှာတော့တဘာဝဆန်ဆန်စနစ်ကျနေတာပါဒီအတွက်သူတို့ဟာစကန်နဲ့မလုံလောက်ဘူးကိုယ်တိုင်မြင်မရမယ်လို့ဆုံးဖြတ်ပြီး ROV ဆိုတဲ့စက်ရုပ်ရည်ငယ်ကိုပင်လယ်အောက်ပို့လိုက်ပါတယ်ဒီစက်ရုပ်ကအလွန်နဲ့ရှိုင်းတဲ့ဖိအားပြင်းပတ်ဝန်းကျင်ကိုခံနိုင်အောင်တိစောက်ထားတာပါ ROV ဆင်းသွားချိန်ပထမ200မီတာအထိနေရောင်ကြီးနည်းနည်းရှိသေးပါတယ်300မီတာလောက်ရောက်တော့အလင်းပြောက်စားပြူလာပါတယ်900မီတာမှာတော့အမောင်ထုတက်ဖြစ်သွားပြီးစက်ရုပ်ရဲ့မီးရောင်ပဲအားကိုးရတော့တဲ့900မီတာဝန်းကျင်ရောက်တဲ့အခါပင်လယ်ကျန်းပြင်ကိုစမြင်ရပါတယ်အစမှာပုံမှန်လိုပဲထင်ရပေမဲ့မီးရောင်ပိုကျလာတာနဲ့အမျှမထင်မှတ်တာတွေပေါ်လာပါတယ်မညီမညာကြောက်တုံးတွေမဟုတ်ပဲမျက်နှာပြင်ပြပြီးထောင်ချိုးရှင်းတဲ့ကြောက်တုံးကြီးတွေပါအချို့က2မီတာကနေ9မီတာအထိကြီးပြီးတုံးနဲ့တုံးနီးကပ်စွာစီထားပါတယ်တချို့နေရာတွေမှာတန်းလိုက်အလျာလိုက်လမ်းမလိုမျိုးတောင်ထင်ရပါတယ်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကဒီဒေတာမှာပုံမှန်တွေ့ရတဲ့ကြောက်မျိုးစားက limestone ဖြစ်ပေမဲ့တွေ့ရတဲ့ကြောက်ရဲ့တိဆောက်ပုံတွေကပုံမိုတိတ်ပြီးခိုင်မာပြီး granite လို့ဖြစ်နေပါတယ် limestone ကရေထဲမှာအချိန်ကြာလာရင်လွယ်လွယ်နဲ့ပျက်စီးနိုင်ပေမဲ့ဒီအရာတွေကထောင်ရှင်းရှင်းမျက်နှာပြင်ချိုးချိုးနဲ့ရှိနေတော့မှာနောက်ထပ်မေးခွန်းတစ်ခုကပုံမှန်အားဖြင့်ဒီလောက်နဲ့တဲ့နေရာမှာနှစ်ပေါင်းများစွာဆိုရင်ရှုံ့တဲ့အနေနှစ်တွေဖုံးသွားတင်ပါတယ်ဒါပေမဲ့ဒီတိဆောက်ပုံတွေကအနေနဲ့နေပြီးရှိုက်တွေကရှင်းလင်းနေသေးပါဒါကနှစ်ခုတည်းကတစ်ခုခုဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဒီဆောက်မှုကထင်တာထက်ပိုအသစ်ဖြစ်နိုင်တယ်ဒါမှမဟုတ်တစ်ချိန်ချိန်မှာရုတ်တရက်နစ်မြုပ်သွားခဲ့တာဖြစ်နိုင်ပါတယ်အဲ့ဒီမှာအချိန်ပိုင်းဆိုင်ရာပြဿနာကြီးတစ်ခုတက်လာပါတယ်ဒီတိဆောက်မှုတွေဟာ900မီတာအောက်မှာရှိနေတယ်ဆိုရင်တဘာဝရဆိုရင်2000ပေါင်းများစွာကြာမှဒီလောက်နဲ့နိုင်ပါတယ်ဒါဆိုအဲ့ဒီအချိန်ကလူသားတွေဟာတင်းငယ်တဲ့အဖွဲ့လိုက်နေထိုင်ပြီးအခြေခံကြောက်ကရိယာပဲသုံးနေကြချိန်မှာဒီလောက်ကြီးမှပြီးစနစ်ကျတဲ့ stone စက်တက်ချတိဆောက်နိုင်မှုတက်တည်မရှိသေးပါဘူးဒါကြောင့် theory နှမျိုးပေါ်လာပါတယ်ပထမတစ်ခုကတဘာဝဖွဲ့စည်းမှုငလျင်ကြောင့်မြေပြင်တစ်ခုရုတ်တရက်ပြိုကျမြုပ်သွားနိုင်တယ်ဒုတိယတစ်ခုကလူသားတိဆောက်မှုလူတွေမသိသေးတဲ့ရှေးဟောင်းယဉ်ကျေးမှုတစ်ခုဖြစ်နိုင်တယ်ဒါပေမဲ့နှစ်ခုလုံးမှာအားနည်းချက်ရှိပါတယ်တဘာဝဖြစ်စဉ်ဆိုရင် geometry ဆန်လွန်းတယ်လူလို့ဆိုရင်အချိန်ကာလမကိုက်နောက်ဆုံးမှာတော့ဒီနေရာကိုအပြည့်စုံသုတေသနလုပ်ဖို့ကုန်ကျစရိတ်အလွန်ကြီးမားတာကြောင့်စီမံကိန်းကရပ်တန့်သွားပါတယ်ကြံခဲ့တာက sonar data video နဲ့မရှင်းလင်းသေးတဲ့မေးခွန်းတွေပါပဲဒါကြောင့်ဒီနေ့အထိဘာမြူတာတိကန်အနီးရေအောက်ကဒီစတုံးစတက်ချတွေဟာတဘာဝဖွဲ့စည်းမှုလားပျောက်ဆုံးယဉ်ကျေးမှုလားဒါမှမဟုတ်လူသားသမိုင်းမှာမသိသေးတဲ့အခန်းကဏ္ဍတစ်ခုလားဆိုတာအတိအကျမသိရသေးပါဘူးဒါပေမဲ့တခုတော့သိကြပါတယ်ကဘာကြီးရဲ့ပင်လယ်အောက်နှက်ဆိုင်ရာတွေမှာလူသားတွေမဖော်ထုတ်ရသေးတဲ့လှုပ်ဝက်ချက်တွေအများကြီးကျန်နေသေးတယ်ဆိုတာပါ